ဂုံရောင်မတောက်တာဘာကြောင့်မတောက်တယ်လဲဆိုတဲ့မေကုံအဲ့ဒီမှာမြတ်စွာဘုရားဖြေတာဂုံရောင်မတောက်တာဘာကြောင့်မတောက်တာတော့လို့ဝေဝိဆာပမာဒနပကသတိအကြောင်းတစ်ခုမြတ်စွာဘုရားရှင်းတယ်ဝေဝိဆာဆိုတဲ့အဓိပ္ပာယ်ကမစ္စရိယကိုပြောတာကိုယ်သာကြီးပွားလို့တယ်လောကလူတွေကလူဖြစ်လာပြီးတဲ့နောက်မှာတကယ်ကို selfish ကိုယ်အကျိုးပဲကိုကြည့်သူများကိုမကြည့်ဘူးဆိုပါစို့လူမှုရေးဆိုလုံးဝမလုပ်ဘူးကိုယ်ဝမ်းစာသာကိုရှာပြီးတော့ကိုယ့်ရဲ့တကိုယ်ကောင်းဆန်တယ်ဆိုတဲ့ပုံကိုယ်တွေဟာရက်ွက်ထဲမှာလည်းပဲမြုပ်သွားတာပဲပေါ့မထင်ရှားဘူးပေါ့ဘာလို့ဆိုတကိုယ်ကောင်းဆန်တာဘယ်သူကတကိုယ်ကောင်းဆန်စေတာတုံးဆိုမစ္စရိယဆိုတဲ့တရားကြောင့်မို့လို့ဒါနကောင်းမှုဆိုတာမလုပ်ဘူးမလုပ်သည့်အတွက်ကြောင့်ဒီဘဝမှာလည်းပဲမြုပ်တယ်နောက်တန်တရားမှာလည်းပဲသူကမြုပ်သွားလိုက်တာပဲကောမပေါ်လာတော့ဘာနဲ့အလားတရတူတုံးလို့ဆိုရင်တွင်းတူးတဲ့လူနဲ့အလားတရတူတယ်တွင်းတူးတဲ့လူကတွင်းနဲ့လေလူကအောက်ရောက်သွားလေတွင်းနဲ့လေလူကအောက်ရောက်သွားလေပဲအဲ့ဒါလိုပဲနော်ဝေဝိဆဆိုတဲ့မစ္စရိယရှိလို့ရှင်လောကမှာပေါ်လွင်ထင်ရှားလာတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးတဲ့နောက်တစ်ခုကပမာဒမေ့လျော့တဲ့ပုဂ္ဂိုလ်မေ့လျော့တယ်ဆိုတာကောင်းတဲ့အလုပ်လုပ်ဖို့စိတ်ဝင်စားဘူးကောင်းတဲ့အလုပ်ဘက်မှာစိတ်ကူးမရှိဘူးအပျော်တွေအပါးတွေနဲ့ပဲစိတ်ဟာအမြဲတမ်းစိတ်ဝင်စားနေတဲ့ပုဂ္ဂိုလ်မျိုးဒါပမာဒမေ့လျော့ခြင်းလို့ခေါ်တယ်အဲ့ဒီပမာဒတရားလွှမ်းမိုးခံထားရတဲ့ပုဂ္ဂိုလ်ဟာလည်းပဲလောကမှာဘယ်တော့မှတောက်ပြောင်လာတာမရှိဘူးရှိလေအခုမြန်မာနိုင်ငံမှာကြည့်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လို့ထင်ရှားလာပြီအကျင့်တရားကောင်းလို့ထင်ရှားလာပြီဆိုယဟန္တာဆိုသွားမဖူးကြဘူးလားဖူးကြပါဗျာအလကားနေရင်ကြော်တာတော့မဟုတ်ဘူးသူလည်းလှုပ်ထန်လေးတစ်ခုတော့ရှိတာပေါ့နော်မဟုတ်မတရားကြော်အောင်လုပ်လို့ကြော်တာလည်းရှိတာပေါ့နော်တကယ်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကြော်လာတာဒါပမာဒမရှိလို့အပမာဒကြောင့်ထင်ပေါ်လာတယ်လို့ဒီလိုပြောတာအဲ့တော့မြတ်စွာဘုရားကလည်းသုတ်တန်တစ်ခုမှာဟောထားတာမစ္စေရာစပမာဒာစဧဝံဒါနနာတိယတိလောကမှာဒါနကောင်းမှုမလုပ်ဖြစ်တာဘာကြောင့်လဲဆိုရင်နံပါတ်1ကနှစ်မျောလို့နံပါတ်2ကကုသိုလ်တရားနဲ့ပတ်သက်ပြီးမေ့နေလို့တဲ့အဲ့ဒီနှစ်ခုကြောင့်မလုပ်တာမလုပ်သည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်ကတန်တရားမှာလည်းပဲမြုပ်သွားလူလောကမှာလည်းပေါ်မလာကုသိုလ်ကောင်းမှုလုပ်တဲ့လူတွေပေါ်လာတယ်ထက်တန်းရောက်လာတယ်တဘွားအထက်တန်းကျတယ်ဆိုတော့ပေါ်လာဒီလိုဆိုလိုတာပေါ့အထက်တန်းရောက်လာတဲ့ပုဂ္ဂိုလ်ကထင်ပေါ်ကြော်ကြားလာတာပဲအဲ့ဒါကိုမြတ်စွာဘုရားကဖြေတာအစိဒကမေးတယ်ဘာကြောင့်လောကလူတွေဟာမြုပ်သွားရတယ်လဲမထင်မရှားဖြစ်ရတယ်လဲဆိုရင်မစ္စရိယတရားနဲ့ပမာဒတရားကြောင့်လောကမှာလူတွေဟာဂုံအည်ချင်းအဖြစ်တိမ်မြုပ်သွားတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြရတယ်လို့နံပါတ်1မေခွန်းရဲ့အဖြေဒီလိုလို့